အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့တောင်ကြီးမြို့ကနေထွက်ခွာလာပြီးတာလာပရဲ့ elegance ခီးနေကြမယ်တောင်ကြီးမြို့ရဲ့အေးမြလာတဲ့လေမြင်းတွေခန်းစားရင်းနဲ့တောင်ဆင်းလိုင်းတိုင်းမောင်းလာရတကယ်ကိုစိတ်ပန်းပြေစေပါတယ်ဗျာကျွန်တော်တို့တောင်ကြီးကထွက်လာပြီးညောင်ရွှေသွားတဲ့လမ်းမှာမြင်ရတဲ့ view ကတကယ်ကိုအမိုက်စားလေးဗျာလမ်းတစ်လျှောက်လုံးမှာစိမ့်စိမ့်ဆူဆူနဲ့မျက်စိကိုအေးနေရပဲဒီလိုတဘာဝတရားနဲ့အလှတရားတွေကိုကားပရင်ဘောက်ကနေငေးမောကြည့်နေကျွန်တော်တို့အင်းလေးခီးစီကိုဆက်ခဲ့ကြပါတယ်ရွှေသွားတဲ့လမ်းမှာပါညောင်ရွှေသွားတဲ့လမ်းမှာအရန်လာတယ်ဒီကချုပ်ကွင်းကအရန်လာတယ်အဲ့ခဏနားရပေါ့နော်ဒါမဲ့လေအရန်စိတ်ရှုပ်စရာကောင်းတာတကူကအဲ့စိုက်ကယ်သမားရလိုက်ပြီးဆွလင်ကားမလားပါလားဆိုမနာတဲ့ဘေးကနေလိုက်ပြောနေအဲ့တော့တော်တော်စိတ်ရှုပ်စရာကောင်းတယ်ကဲခုဆိုရင်တော့ညောင်ရွှေမြို့ရောက်ပါပြီဗျာညောင်ရွှေမှာတော့ကျွန်တော်တို့ကရှောက်မလဲတော့ဘူးเนาะဖြတ်သွားမယ်ညောင်ရွှေနေဆက်ပြီးတခါရဲ့အင်းလေးကိုဆက်သွားကြမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်ညောင်ရွှေနဲ့အင်းလေးကြားလမ်းပေါ့เนาะလမ်းကနည်းနည်းလေးဆိုးတယ်ကျွန်တော်ကားဆိုတော်တော်ကြီးဆိုင်သွားရမယ်ကားနှစ်စီးရှောင်စားပဲရှိတယ်လမ်းနည်းနည်းဆိုးပါတယ်ခေါ်တော့ကျွန်တော်တို့အင်းလေးဟိုတယ်ကိုရောက်ပြီပေါ့နော်ဟိုတယ်မှာခဏလေး check in လုပ်ဖို့အတွက်ဆောင်ရင်းနဲ့ဒီစီနာနေရပေါ့အင်းလေးမှာကကျွန်တော်တို့တညာအေးဆေးလေးနေမှာဖြစ်တယ်ပြီးရင်ဒီဖောင်တော်ဖျားတို့ဘာတွက်နေမှာပေါ့နော်အင်းလေးရဲ့ဟိုတယ်ရတော့အရန်မိုက်တယ်ဒါလေးကကျွန်တော်အင်းလေးရေဝဘန်ဂလိုလေးအတွင်းနဲ့ရွန်ဒိုလေးပေါ့ဗျာဒါဝင်ချင်းမှာဘေးစင်ရှိရယ်အဲဒီချိုးကန်းနဲ့အိမ်သာပေါ့နော်ဒါဝင်ချင်းမှာသူအဲ့လိုလုပ်ထားတယ်အဲ့ရနေမှာဆက်ဝင်လိုက်လို့ရှင်တော့မိသားစုအိမ်ရလို့ခေါ်မှာနော်အိမ်ရအကြီးရှိရယ်ဟိုဘက်က extra bed လို့တစ်ခုပါတယ်ရှေ့မှာတော့ share view လေးပါလေးကြည့်လို့ရအောင်လို့ခုံလေးထားထားရပေါ့ညနေဒီတကားကိုဖွင့်လိုက်လို့ရှင်တော့ဒါအင်းလေးကန်ရဲ့ view လို့ပြောရမှာဒါဝယ်ဒီ hotel ရဲ့ view လို့ပြောရမှာအဲ့လိုရှိရဗျာ hotel ရဲ့ bungalow ခန်းလေးအများကြီးဗျာမလှေပါလေတူလို့ရှိတယ်ဒီဟိုတယ်ရဲ့ကောင်းတဲ့ချက်ကသူကဒီဟိုတယ်မှမဟုတ်ပါဘူးအားလုံးပဲနေမှာပါသူကဒီဖောင်တော်ဦးဖျားအောင်တက်လဲမယ်ဆိုလှေပါရဲ့ပြီးစီစဉ်ပြီးရပါတော့ဒါကတော့ဒါသူမပေါ့အစင်းငိမ့်နေပြီဒါရတော့အင်းလေးကန်ရဲ့ view ပါဗျာ
ထဲကပန်းချန်လေးဖြစ်ပါတယ်အရန်လှပြီးတော့တာရရပေါ့နော်ပန်းနေလည်းအများကြီးပဲဝင်းနေရနားဖြစ်ခေါင်းတိုင်းရထဲမှာလမ်းလျှောက်နေဖြစ်ပါတယ်။လမ်းလျှောက်ပြီးတော့မှရွာရဲ။ဒါခေါင်းတိုင်းမြို့လာရွာလား။ဟုတ်လား။လမ်းလျှောက်နေရဖြစ်ပါတယ်။ထဲမှာအားရှိမလဲပေါ့နော်။အဲ့ဒီကိုတွက်ကြည့်မှာဖြစ်ပါတယ်။ Okay အခုကဒီခေါင်းတိုင်းအုပ်စုတွေอ่ะပေါ့နော်တဲကုန်းအလေးရွာကိုရောက်နေဖြစ်ပါတယ်အခုရွာထဲမှာဘာရှိလဲပေါ့နော်ဘာမျက်စိဝင်လက်ရှိလဲဆိုလိုက်ကြည့်နေဖြစ်ပါတယ်လောလောဆယ်တော့ဘာမှမရှိပါဘူးရှေ့ကိုအဲ့ဒါတော့လို့ရှိရင်မင်းပုံအောင်ဖျားဆိုတော့ရောက်မှာဖြစ်ပါတယ်။အမေကလည်းမြင်နေတာဖျားကြီးပေါ့နော်စိတ်မကောင်းပါဘူးစိုက်ပိတ်ထားပါလေနှစ်ယောက်ရဲ့လမ်းများမှုပါတိုင်ရတယ်မှာလမ်းပြောက်သွားတယ်ပေါ့မရှိတော့ရှိတော့ဘက်ကစိတ်ဆင်းနေတယ်နှစ်ယောက်ရဲ့လမ်းများမှုပါလမ်းကျလမ်းကြားရည်ထိရှောက်သွားနေကြပေါ့နှစ်ယောက်အတက်ဖူးပါလေအဲ့လိုနော်ဟုတ်တယ်ဒီနာလာတာတဖူး house ကိုလာတာပေါ့နော်ဒါမဲ့ဆိုင်ရမဖွင့်တော့ဆိုတော့ကြတော့ကြည့်စရာမရှိတော့ပြန်တော့မယ်ပေါ့နော်အတဲမှာပြန်ပြီးတော့မှတစ်ခုခုစားမယ်ပေါ့ဘက်ကနေထွက်ရအရင်ခေတ်ကောင်းတော့ tourist တွေရဲ့သွားလာများတဲ့နေရာတွေပေါ့နော်ဒီခုနကစံပိတ်ထားတဲ့ဒီတဖူး house ဆိုရှင်လေလိုင်းမှာတော်တော်လေးဟောဖြစ်ကြရပေါ့နော် tourist တွေတွာလာများတယ်လိလာကြတယ်ဆိုပြီးတော့ညွှန်းကြရပေါ့နော်အခုကျတော့တိတ်ပြီးတော့မှမရှိတော့ဘူးဆိုတော့ပိတ်သွားပြီပေါ့နော်ရောက်လျာရက်မှာစော့ပါတယ်အဲ့တော့ကျွာလည်းပြေးတယ်ဒီမှာတော်တော်လေးစီးပေါ့နော်ဒီတော့ဒါစီမွေးတော့ဘူး怎么样？အများကြီးသူစမ်း
ဖေးဖေးကြောင်းဟိုကကျွန်တော်ချက်ကောက်လို့တော့အင်းလေးကနေပြန်ထွက်မယ်ကလောတော့အကုန်ပြင်ပြီးသားကြီး ready ဖြစ်ပြီအင်းလေးမှပြောလား yes အရင် နော် easy ပဲနော် easy လုံးဝအရင်မိုက်ပါလေကလောတော့ပြိုက်တောင်း